ဘယ်လိုနဲ့တို့တွေအချိန်တွေကုန်းလာကြသလဲလူဘဝရလာပြီဆိုရင်တော့လူတိုင်းမှာတစ်နှစ်ပြီးတစ်နှစ်ဆိုလို့ဘဝခရီးကိုဖြတ်ကျော်နေကြတာဖြစ်လို့တဖြည်းဖြည်းကြီးရင်လာကြတာဒါသဘာဝပဲဘယ်ရပဲဖြစ်ဖြစ်သာဝရပြောင်းရွှေ့နေတာဖြစ်တယ်သာဝရပြောင်းရွှေ့နေတဲ့အရာကြီးဟာအကောင်းဘက်ပြောင်းအောင်လုပ်နိုင်ဖို့အရေးကြီးတယ်ပေါ့အကောင်းဘက်ပြောင်းအောင်မလုပ်နိုင်လို့ရှိရင်အဆိုးနဲ့ပဲဘဝတစ်ခုမှာဆုံးသက်သွားနိုင်လူကရတဲ့နှစ်ကာလအတွင်းမှာတို့ဘာတွေအများရလိုက်သလဲဘာတွေလှုပ်တဲ့သလဲလို့ကိုယ့်ကိုတွေးဝေးနေမယ်ဆိုရင်ခဏမြတ်စွာဘုရားဟောတဲ့ဒီသုတ်တန်လေးကိုနာကြည့်လိုက်ရင်ငါနေတာဒီတိုင်းဟုတ်သလားဆိုတာလေးပဲစဉ်းစားကြည့်အခြေခံလူမှုဘဝမြတ်စွာဘုရားတိတိကျကျဟောကြားထားတာဖြစ်တယ်ပြည့်စုံသောလူဘဝလို့ဆိုတော့ဒီတဲ့ကောင်းတာမရှိဘူးလို့ဒီလိုပြောတာမဟုတ်ဘူးအခြေခံလူဘဝမှာပြည့်စုံသွားပြီသို့တော့ဒီတဲ့ကောင်းအောင်လုပ်ဖို့ကြတော့ဝိပဿနာတရားအထုတ်ဖို့ပဲရှိတယ်နော်ဝိပဿနာတရားဆိုတာမြတ်စွာဘုရားပွင့်လာမှသိရတဲ့တရားပဲအခြေခံလူဘဝနေနေထိုင်နေတွေကတော့ပညာရှိသူတော်ကောင်းတွေဆုံးမတဲ့အတိုင်းပဲမြတ်စွာဘုရားလည်းအကောင်းဆုံးကိုရွေးချယ်ပြီးဆုံးမထားတာဖြစ်တယ်ဒီဘဝအတွက်သာမကဘူးနောက်ဘဝအတွက်လည်းပဲပြည့်စုံအောင်မြတ်စွာဘုရားဟောတာအတွင်းအပြင်လူရင်းဆန္ဒပြည့်ဝစေဖို့အတွက်ခွဲခြားပြီးတော့ဟောတာလူတိုင်းမှာအကြောင်းတရားဆိုတာ internal condition လို့ခေါ်တယ်အတွင်းအကြောင်းတရားရှိတယ်လို့ external condition လို့ခေါ်တယ်အပြင်အကြောင်းတရားတွေရှိတယ်အပြင်အကြောင်းလဲကောင်းပါမှအတွင်းအကြောင်းလဲကောင်းပါမှအကြောင်းနဲ့ပေါင်းစပ်မှကောင်းမြတ်တဲ့အကျိုးတွေကိုရနိုင်တယ်ဆိုတာဟာမြေကြီးလက်ခံမလွယ်ပဲဖြစ်တယ်ကိုယ်မှာအပြင်အကြောင်းတွေတော့ကောင်းပါရဲ့အတွင်းမကောင်းဘူးဆိုလို့ရှိရင်ဒါကြီးပွားတိုးတက်ဖို့မလွယ်ဘူးအတွင်းတော့ကောင်းပါရဲ့အပြင်ကညံ့နေလို့ရှိရင်လည်းအောင်မြင်တဲ့တော့အောင်မြင်မှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတော်ဟာဒီအဗ္ဗဓမ္မရိုးရှင်းပြီးတော့ဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဘုရားဗဒဝင်သူတော်စင်တွေဟာအခြေခံလူဘဝရလာတဲ့အခါဘလို့နေသင့်တယ်ဆိုတာကိုရှင်းလင်းဟောကြားထားတာပဲဖြစ်တယ်ဒီတဲ့အဆင့်မြင့်သွားရင်ဝိပဿနာတရားအထုတ်တာဝိပဿနာတရားအထုတ်တယ်ဆိုပြီးတော့ဝိပဿနာတရားအထုတ်တာတမန်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်အဆိုးကိုလိုက်ရှာနေတဲ့သဘောခက်ဆန်တာဖြစ်တယ်အကောင်းကိုလောကလူတွေဟာတန်တရားထဲမှာနေတာအကောင်းရှာပြီးတော့အဆိုးကိုမေ့ထားတာဖြစ်တယ်ဝိပဿနာတရားအထုတ်တာကြတော့အကောင်းကြီးမကြည့်ပဲနဲ့အဆိုးကိုပဲကြည့်ထက်လာအဲ့ဒီလိုကြည့်မှဘယ်ရာပဲဖြစ်ဖြစ်အကောင်းကြီးလည်းမရှိဘူးအဆိုးကြီးလည်းမရှိဘူးအဆိုးလည်းမြင်ရမှာပဲအကောင်းလည်းမြင်ရမှာပဲဒီနှစ်ခုပေါင်းစပ်ပြီးတော့အဆိုးကိုအဆိုးလို့မြင်ဖို့အကောင်းကိုအကောင်းလို့မြင်ဖို့ဒီနှစ်ခုပေါင်းစပ်မြင်နိုင်မှ realism ဆိုတဲ့အမှန်သိတဲ့ဝါဒဖြစ်တာအဲ့လိုမဟုတ်လို့ရှိရင်လောကလူတွေဟာတမန်ပုဂ္ဂိုလ်တွေကအကောင်းဘက်ကိုသာကြည့်ပြီးတော့လူဘဝကိုပျော်စရာအဖြစ်သုံးချနေကြအဆိုးတွေကိုမေ့ထားတယ်တတ်နိုင်သမျှအဆိုးတွေကိုခေါင်းထဲမှာထည့်မစဉ်းစားဘူးမစဉ်းစားခြင်းဘူးစဉ်းစားမိရင်တော့ဖယ်ထုတ်ပြစ်တယ်အဲ့တော့အကောင်းကြီးတွေးနေတဲ့ပုဂ္ဂိုလ်ဖို့အဆိုးရောက်လာပြီဆိုရင်တော့အမြဲတမ်းစိတ်ပင်ပန်းပွေရဖြစ်တယ်ပေါ့ငိုကြီးရှိတ်ငင်နဲ့ယူချုံမရဖြစ်လာတတ်တယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့အကောင်းလည်းမြင်ထားတယ်အဆိုးဘက်ကိုလည်းမြင်ထားတယ်လူရဲ့သဘာဝအဖြစ်ရှုမြင်သုံးသပ်ထားမယ်ဆိုရင်အဆိုးနဲ့တွေ့ရင်လည်းခန္ဓာရည်ရှိလာအကောင်းနဲ့တွေ့ရင်လည်းပဲတမိတမောကြီးအကောင်းပေါ်မှာမဲမဲမောမောဖြစ်နေမှာမဟုတ်ဘူးဒါကြောင့်မို့တချို့ပြောကြတာရှိတယ်နော်အကောင်းကိုမျှော်လင့်မိမယ်လို့အဆိုးကိုလည်းပဲထိတွေ့ထားရမယ်လို့ဆိုလို့အကောင်းဆုံးဖြစ်အောင်လုပ်တော့လဲအဆိုးဆုံးကိုလည်းမျှော်လင့်ထားရမယ်ဆိုအကောင်းနဲ့အဆိုးဟာနှစ်ခုရှိထင်ရှားသိတာရုံပြောရမယ်ဆိုရင်ဘုန်းကြီးတို့ရထားတဲ့လူဘဝအလုံးကိုခြုံကြည့်လိုက်အကောင်းနဲ့အဆိုး
အကောင်းနဲ့အဆိုးအလွယ်လေးစဉ်းစားတတ်ဖို့အကောင်းကိုကြည့်လိုက်မယ်ဆိုရင်လူဘဝမှာလူဘဝရလာသည့်အတွက်ကြောင့်ဘဝဒုက္ခလို့ခေါ်တဲ့ဘဝကိုအကြောင်းပြုပြီးတော့ချမ်းသာတဲ့စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုလေးတွေရကြတယ်လူဖြစ်လာသည့်အတွက်ကြောင့်ပြောစရာအာယုန်လေးတွေတွေ့ရတယ်နော်ตายရတဲ့အတန်လေးတွေနားထောင်ဝင်ရှိတယ်ကိုယ့်ကိုယ်ပစ္စည်းဥစ္စာတွေရှာဖွေထားလို့သုံးဝင်ရှိတယ်ပြောရတယ်ပါရတယ်အခါအရွယ်အားလျော်စွာလူတွေဟာပျော်ရွှင်မှုလေးတွေနဲ့လည်းကြုံတွေ့ကြပျော်ရွှင်မှုမရှိဘူးဆိုရင်ဘဝဟာစိတ်ပြည့်စရာကြီးဖြစ်မှာပေါ့ပျော်စရာလေးတွေကရှိတယ်လေကြမ်းဖန်ပြီးတော့လည်းပျော်ကြတာပဲနော်ပွဲအိမ်မှာနေရတာပြင်းလာလို့ရှိရင်လည်းအပြင်ထွက်ပြီးပျော်စရာလေးတွေရှာလိုက်တော့ပြင်းပြေသွားပြန်အဲ့ဒါလို့ဘဝကြီးမှာပျော်စရာလေးတွေကလည်းကျေနပ်စရာလေးတွေရှိတယ်အဲ့ဒါကိုအတ္တရာလို့ခေါ်တယ်ဘဝကိုအကြောင်းပြုပြီးတော့ကျေနပ်စရာလေးတွေရှိတယ်ဒါဖြင့်ဘဝကိုအကြောင်းပြုပြီးတော့မကျေနပ်စရာတွေကဘာတွေလဲအဆိုးတွေကဘာတွေလဲလို့ဆိုရင်ကိုနေခြင်းနဲ့နုနုပြိုပြိုလှလှပပလူတိုင်းဟာဆန္ဒပြေဝကြရလားလို့ဆိုဘလောက်ပဲနုပြိုလှပတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သိမကြဘူးအသက်ကတစ်နှစ်ပြီးတစ်နှစ်ကြီးလာလိုက်မကြခင်ကိုမဖြစ်ချင်တာတွေဖြစ်လာတယ်ဒါသိကြပါပဲနော်ပြန်ငယ်ခြင်းလို့လည်းမရဘူးနုပြိုခြင်းလို့လည်းမရဘူးနုပြိုခြင်းလို့မျိုးကြိုးစားမအောင်မြင်ဘူးနော်ယောဂကင်းနဲ့နေခြင်းပါတယ်ဆိုလည်းမရဘူးမအိုးခြင်းပါဘူးဆိုလည်းအိုးလာမှာပဲသူအရွယ်အစားလိုက်လောကလူတွေဟာရွေရှားနေတာရွေရှားတယ်ဆိုတာကိုပဲဝိပရိနာမဓမ္မအဆိုးဘက်ကိုရွေသက်30ရွေလာပုံလေးကိုအကဲခတ်ကြည့်မယ်ဆိုရင်32နှစ်ကနေ40အထိကိုခွန်အားဗလာပြေးသွားတဲ့40အထိကိုသူကရုပ်ဆင်းအင်္ဂါလှပ်ပါတယ်ဆိုတဲ့အလှဆုံးချိန်လို့သူတို့ပြောအောင်41ကနေ50ကျတော့31ကနေပြီးတော့40ထိခွန်အားဗလာပြေး41ကနေပြီးတော့50ကိုပညာဓာတ်ကအသိပညာတွေအရာခသိမ့်လုပ်ပြီဆိုရင်စဉ်းစားစားလုပ်တယ်ဆင်ញင်တုံတရားတွေကြီးမားလာတယ်50ထိအောင်လူဘဝတိုင်ထိတ်ကိုရောက်လာတာပဲတဖြည်းဖြည်းချင်းတက်လာ50ဟာအကောင်းဆုံး52နှစ်ကနေလာတော့မယ်စပြီးတော့52နှစ်ကနေ60ကိုဟာလိတတကလို့ခေါ်တယ်လူပြိုမှုတွေလည်းကြာလာမယ်အင်အားတွေလည်းကြာလာမယ်လှပတဲ့ဟာတွေလည်းကြာလာမယ်တဖြည်းဖြည်းကြာဆင်းလာတဲ့အပိုင်းကိုရောက်တယ်ဟုတ်ကနေကြာမသွားလို့မသိချတာအဲ့ဒီပိုင်းကျတော့ရှစ်တိုးဆရာမရှိဘူးအကြောင်းအကြပိုင်းရောက်တယ်ဝိပရိနာမဓမ္မလို့ခေါ်တယ်အဲ့ဒါလို့လူဘဝပြောင်းနေတာအတက်နဲ့အဆင်း50ထိအောင်လူတွေကိုအတက်လို့ပြောလို့ရတယ်10စုနှစ်နဲ့တွက်လိုက်ရင်အတက်52နှစ်ကနေစပြီးတော့အကြဟိုဘက်ကျဘယ်ထိအောင်ကြတော့ဆိုသင်္ချမ်းရောက်သည့်ထိကြသွားတာပေါ့အဲ့လောက်ထိအောင်အဆိုးပိုင်းကိုရောက်သွားပြီလို့သူဆိုလို့အဲ့ဒါဟာခြေနှက်เสียမကောင်းတဲ့လူဘဝရဲ့အဆိုးပဲအဲ့ဒီအဆိုးကိုထည့်စဉ်းစားမထားဘူးခြေနှက်เสียပဲဆင်ပြေတာတွေပဲကြည့်ပြီးတော့တစ်သလုံး life is too short ဘဝဆိုတာအမတန်တူတောင်းတယ် enjoy yourself နောက်တိုင်းကလူတွေပြောသလိုပေါ့ပြောနေသိခဲဆိုအဲ့ဒီလိုနေသွားရောတစ်သလုံးပျော်လို့ရလားလို့ဆိုမရဘူးမပြောစရာတွေကစိတ်ညစ်စရာတွေကတပုံကြီးဝင်လာတာတက်ကြီးလာပြီဆိုရင်စိတ်ညစ်စရာတွေဝင်လာပြီနောက်ဆုံးမှာကိုယ်ရုပ်ကြီးကိုမကြည့်ချင်တော့တဲ့အတိုင်းတာထိဖြစ်လာတယ်နောက်ပိုင်းကျယောဂဖြစ်လာပြီဆိုရင်ပိုဆိုးသေးတယ်ပေါ့နော်ကျမ်းမာအောင်တော့ကိုယ်ရုပ်ကြီးကိုကြည့်ချင်မှာမဟုတ်ဘူးနိုင်ရှင်ပြီးဓာတ်ပုံရိုက်ကြည့်ထားနော်သက်30 40အရွယ်နဲ့80 80အရွယ်ရိုက်ကြည့်ထားလိုက်အဲ့ဒီလိုကွဲပြားခြားနားမှုဟာပြောင်းလဲမှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်တော့ကြောင့်ဒါကိုလေခေါင်းထဲမှာထည့်ထားကျင့်တတ်စရာကြီးမဟုတ်ဘူးလူဘဝမှာမကျင့်တတ်စရာတွေလည်းအများကြီးရှိတယ်အဲ့ဒီမကျင့်တတ်စရာတွေကိုရှာတွေ့အောင်ဘာကြောင့်မကျင့်တတ်စရာတွေကိုကြည်တာဝိပဿနာလို့ခေါ်တယ်